ထားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကတော့စကားလုံးတွေအတန်ထွက်ကြတဲ့အခါမှာတချို့စကားလုံးတွေဒီရှေ့ကသင်ခဲ့တဲ့ rules တစ်ခုတည်းကိုပဲမူတည်ပြီးထွက်တာရှိမယ်တချို့စကားလုံးတွေကတော့ rules နှစ်ခုသုံးခုပေါင်းပြီးမှအတန်ထွက်ရတဲ့စကားလုံးတွေရှိတယ်ဆိုတာလေးတွေကိုကျွန်တော်နမူနာပြမယ်တချို့ rules တွေကကြတော့လေတီးတန့်ပြန်မှတ်ရမယ်ချွင်းချက်လေးတွေရှိမယ်เนาะဒါလေးတွေကိုကျွန်တော်တို့ဒီဗီဒီယိုမှာဆက်ပြီးလေ့လာကြည့်ရအောင်ပထမဦးဆုံးစကားလုံးလေးကတော့ rules နှစ်ခုသို့မဟုတ်သုံးခုလောက်ကိုတပြိုင်နဲ့သုံးပြီးတော့ဖတ်ရတဲ့စကားလုံးလေးတွေအဲ့တော့ဘယ်ဘက်ချမ်းမှာရှိတဲ့စကားလုံးဆိုရင်စကားလုံးတစ်ခုရဲ့အနောက်မှာ error ရှိသွားရင်သူ့ကိုတရတဲ့အာသံဖတ်မယ်ဆိုတဲ့ rules လေးတစ်ခုပါမယ်အဲ့တော့အာသံပေါင်းဖတ်လိုက်တဲ့အခါမှာသူဒီအာသရဖြစ်သွားတယ်အဲ့အခါမှာအရှိကဥဒရာနဲ့အနောက်ကအာသရကြားမှာ consonant မရှိတဲ့အခါမှာတရနှလုံးကိုပေါင်းဖတ်တဲ့အတန်လေးrules တစ်ခုရှိမယ်အဲ့တော့ဒီမှာဆိုရင်ဒီ rules နှစ်ခုကိုပေါင်းပြီးဖတ်သွားတဲ့အတန်လေးဖြစ်သွားမယ်เนาะအဲ့တော့ tour vowels နှလုံးကိုကြားထဲမှာပေါင်းဖတ်တင်ဒီမှာဝတန်လေးထွက်သွားတဲ့အတန်လေးဖြစ်သွားမယ် tour ညာဘက်ကစကားလုံးမှာကျတော့သူက rules 3ခုလောက်ကိုတပြိုင်နဲ့သုံးပြလိုက်တယ်ပထမတစ်ခုကကျတော့စကားလုံးတစ်ခုရဲ့အနောက်မှာ error ရှိရင်အာသံထွက်မယ်ဆိုတဲ့ rules တစ်ခုသုံးတယ်ဒုတိယတစ်ခုကကြတော့တရရဲ့အနောက်မှာဟာဒီအသက်တန်အနေနဲ့ရှိခဲ့ရင်ဟာတန်ပျောက်သွားပြီးတော့အတန်ရှည်ထွက်မယ်ဆိုတဲ့ rules လေးကိုသုံးသွားတယ်အဲ့တော့အရှိမကဟာတန်ပျောက်သွားမယ်ဆိုတော့ဥဖြစ်မယ်အနောက်က error ဆိုပြီးမဲ့သူ့ကိုတရအာတန်ဖတ်မယ်ဆိုတော့အာဖြစ်သွားမယ်ဒါဆိုရင်ဒီမှာဥတရနဲ့အာတရကြားမှာ consonant မရှိတဲ့အတွက်ပေါင်းဖတ်ရတယ်ဆိုတဲ့ rules လေးနဲ့ပြန်ချိတ်ပြီးပြောသွားတယ်အဲ့တော့ဒီစကားလုံးလေးမှာကကျွန်တော်တို့အရှိကဒီ pronunciation rules 3ခုကိုတပြိုင်နဲ့သုံးပြီးတော့အတန်ဖြတ်ရတဲ့စကားလုံးလေးဖြစ်သွားမယ်။ဥဝါနော်ထူဝါဥဝါဒီမှာကကြတော့စေဟာဆိုတဲ့စကားလုံးလေးအဲ့တော့ကျွန်တော်အရှိမလေ့လာခဲ့ဘူးတာဒီစေဟာဒီနှစ်တန်ထွက်မယ်ခတန်ထွက်လို့ရတယ်ရှတန်ထွက်လို့ရတယ်လို့ပြောထားတယ်နော်အဲ့တော့တချို့စကားလုံးလေးတွေပေါ့နော်အထူးသဖြင့်ကျွန်တော်တို့စေဟာဒီအာအိုဦးအောက်ရဲ့အနောက်မှာရှိရင်ခတန်ထွက်မယ်ကျန်တဲ့စကားလုံးတွေရဲ့အနောက်မှာရှိရင်ရှတန်ထွက်မယ်ဆိုတဲ့ rules ကတော့ရှင်းတယ်ဒါပေမဲ့ဒီ slide မှာကကြတော့စေဟာဒီသူ့ရဲ့ဘယ်ဘက်ချက်မှာဘာမှမရှိဘဲနဲ့စေဟာတီးတန့်ဖြစ်နေရဆိုရင်ကျွန်တော်တို့ဘလို့အတန်လေးတွေထွက်ကြမလဲဆိုတဲ့နော် rules လေးကိုလေ့လာကြည့်ရအောင်အဲ့တော့ရေဘူးအားဖြင့်ဆိုရင်တော့ကျွန်တော်ဒီစကားလုံးတွေကြည့်လိုက်တဲ့အခါမှာဂျာမန်မှာတချို့စကားလုံးတွေဒီမူလဂျာမန်ဘာသာစကားမဟုတ်ဘဲနဲ့မွေးစားစကားလုံးတွေအနေနဲ့ရှည်နေတတ်တယ်အဲ့တော့ဘယ်လိုဘာသာတွေကနေမွေးစားတတ်တယ်လဲဆိုတော့အများအားဖြင့်တော့ English ကမွေးစားမယ်တချို့စကားလုံးတွေဒီ Greek တွေ Latin တွေ French နော်ပြင်သစ်ဘာသာစကားတွေကနေမွေးစားထားတဲ့စကားလုံးတွေဖြစ်တတ်တယ်အဲ့တော့အဲ့လိုမွေးစားထားတဲ့စကားလုံးတွေဆိုရင်ကျွန်တော်တို့ဒီမူလဘာသာစကားရဲ့အတန်အတွက်အတိုင်းကိုပဲအတန်ထွက်ပြရတယ်နော်တော်တော်များများဒီမူလဘာသာစကားအတိုင်းပဲအတန်ထွက်ပြမယ်ဒါဆိုရင်ကျွန်တော်တို့ကဟုတ်ပြီ English လိုမျိုးကတော့ကိစ္စမရှိဘူးကျွန်တော်တို့က English နဲ့တော်တော် in touch ဖြစ်ကြတာဆိုတော့မြင်လိုက်တာနဲ့ English စကားလုံးဆိုတာသိနိုင်တယ်ဒါပေမဲ့ဒီဘက်ကပြင်သစ်လိုမျိုး Greek လိုမျိုးကျတော့ကျွန်တော်တို့ကပြင်သစ် Greek တွေမတက်တာဖြစ်တဲ့အတွက်ဒီလိုမျိုးအတန်အတွက်တွေဆိုရင်တော့ကျွန်တော်တို့ကိုယ့်အကိုပြန်ပြီးတော့မှတ်ထားရမယ်ဘယ်လိုအတန်လေးတွေထွက်မလဲဆိုတာနော်အဲဆိုကျွန်တော်ဒီမှာညဘက်ချမ်းနေစပြီးအတန်ဖြစ်ကြည့်အောင်အင်္ဂလိပ်မှာကဒီအတန်ကျတော့ CH ဒီ check-in ဆိုပြီးတော့ရှတန်လေးထွက်တယ်အဲ့တော့ဒီမှာလဲစေဟာဒီ German grammar rules ပါဆိုရင်တော့ရှတန်ထွက်မယ်ခတန်ထွက်မယ်စသည်ဖြင့်ပြောပြီးမှဒီမှာ English လိုမျိုးပဲချတန်နဲ့ပဲထွက်ပြီးမယ် check-in နော်စသည်ဖြင့်ဒုတိယတစ်ခုကကျတော့ Greek မှာကျတော့သူကခတန်နဲ့ထွက်တာဒါကြောင့်ကျွန်တော်တို့ကဒါကို chaos လို့ထွက်ပြီးမယ် chaos ဒီမှာခတန်နဲ့ထွက်မယ်အဲ့တော့ဒီမှာဘာလို့ခတန်နဲ့ထွက်လဲဆိုရင်မွေးစားစကားလုံးဖြစ်တယ်ဒါကြောင့်သူ့ရဲ့မူလဘာသာစကားကသုံးတဲ့အတန်အတွက်အတိုင်းထွက်ပြီးမယ် chaos ဘယ်ဆုံးစကားလုံးကကျတော့ပြင်သစ်ဘာသာမှာကျတော့ဒီစေဟာကိုရှတန်နဲ့ထွက်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာရှတန်လေးနဲ့ထွက်ပြီးမယ် chef နော်အဲ့တော့ဒီမှာသုံးခုလုံးဒီစေဟာနဲ့စနေတယ်ဒါပေမဲ့အတန်အတွက်တွေဒီလုံးဝကွဲပြားသွားမယ် chef chaos check in ဘာလို့ဒီလိုအတန်တွေကွာသွားတာလဲ
မူလဘာသာစကားတွေမတူကြတာဖြစ်တဲ့အတွက်မူလဘာသာစကားမှာထွက်တဲ့အတန်ထွက်တိုင်းပဲထွက်သွားတယ်ဒုတိယ slide ကကြတော့စေဟာဒီကျွန်တော်တို့ဘာတန်လေးတွေရှိမလဲဆိုတော့ရှတန်လေးထွက်တဲ့အတန်လေးနော်အဲ့တော့ तू ကကြတော့ဒီမှာကဂျာမန်အတန်လေးနဲ့ထွက်သွားတယ်သူကအရှိမအာအိုဦးအောင်မရှိပေမဲ့လေဒါကိုရှတန်နဲ့ထွက်တဲ့အတန်အဲ့တော့ဒီမှာတစ်ခုရှိတာကကျွန်တော်တို့ဒီဂျာမန်စကားလုံးတွေမှာဆိုရင်ပေါ့နော်စေဟာဒီအစစကားလုံးမှာရှိနေခဲ့မယ်ဆိုရင်သူကဒုတိယတန်ဆိုရင်ခတန်နဲ့ထွက်တယ် standard German တန်ဆိုရင်ရှတန်နဲ့ထွက်တယ်အဲ့တော့ဒုတိယတန်နဲ့ထွက်တယ်ဆိုရင်ဒါကိုခီမီတို့ခီနာတို့ထွက်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာလေ့လာနေရသည် standard German တန်လေ့လာနေကြတာဖြစ်တဲ့ standard German မှာကျတော့ဒီတန်ကိုရှတန်နဲ့ထွက်တယ်ဒါကြောင့်ဒီမှာ shemi shemi shina shina စသည်ဖြင့်အတန်ထွက်သွားမယ်နောက်တစ်ခု epsilon နော် epsilon ဆိုတဲ့စကားလုံးကစကားလုံးတစ်ခုရဲ့အစမှာရှိခဲ့မယ်ဆိုရင်သူ့ကိုယော့တန်လေးပဲထွက်ပေးမယ်ရပ်တန်ပေါ့နော်များသောအားဖြင့်တော့သူကဂျာမန်စကားလုံးအစ်စ်ဆိုတာထက်ဆိုင်မွေးစားစကားလုံးတွေဖြစ်နေတတ်တယ်အဲ့တော့မွေးစားစကားလုံးဖြစ်တဲ့အတွက်မူလဘာသာစကားအထွက်တဲ့အတန်ပဲထွက်သွားတာပေါ့နော်ဒီမှာဆိုလဲယောဂစကားလုံးတစ်ခုရဲ့အလယ်မှာရှိပြီးဆိုရင်သူကမွေးစားစကားလုံးတွေဆိုရင်တော့အီးတန်လေးထွက်သွားမယ်တနည်းအားဖြင့်ကျွန်တော်ပြန်မှတ်မယ်ဆိုမွေးစားစကားလုံးဆိုရင်အဲ့ဒီဘာသာစကားမှာထွက်တဲ့အတန်တိုင်းပဲထွက်တယ်လို့ပြောတာဖြစ်တဲ့အတွက် baby hobby ဒီတစ်ခါကျတော့ဂျာမန်စကားလုံးအစ်စ်တွေနော်ဂျာမန်စကားလုံးအစ်စ်တွေဖြစ်ခဲ့မယ်ဆိုရင်တော့သူဒီအီးတန်လေးနဲ့ထွက်ပေးမယ် tupish tupish physics physics gymnastic gymnastic tupish physics gymnastic နောက်တစ်ခု found နော် found ကတော့သူကရေဘူးကအားဖြင့်ဆိုရင် F တန်လေးနဲ့ထွက်တယ်ဂျာမန်မှာနော်သူကအတန်အတွက်ဒီ alphabet တစ်လုံးထဲမှာဆိုရင်တော့ found လို့ထွက်ပြီးမဲ့တခြားသောစကားလုံးတွေနဲ့တွဲဖက်ပြီးဆိုရင်သူဒီ F တန်လေးနဲ့သွားတူမယ်ဒါကြောင့်စကားလုံးတစ်ခုရဲ့အရှိမှာပဲရှိရှိအလယ်မှာပဲရှိရှိအနောက်မှာပဲရှိရှိသူကို F တန်လေးနဲ့ပဲထွက်မယ်ဒါဆိုကျွန်တော်အရင်ဆုံးစကားလုံးတစ်ခုရဲ့အစအတန်လေးထွက်ကြည့်အောင် fatter fatter fear fear နော်ဒီမှာဆိုလဲစကားလုံးတစ်ခုရဲ့အနောက်မှာ r တန်ဖတ်သွားမယ်အဲ့တော့အရှိက e တန်နဲ့အနောက်က r တန်နဲ့ပေါင်းသွားမယ် fear foremost foremost စကားလုံးတစ်ခုရဲ့အလယ် f တန်မဲ့ထွက်မယ် nervous nervous kufa kufa စကားလုံးတစ်ခုရဲ့အနောက်မှာရှိသွားမယ် f တန်မဲ့ထွက်သွားမယ် brav brav motive motive အဲ့တော့မွေးစားစကားလုံးတွေမှာဆိုရင်တော့ဒီဘုရားအဖြစ်အင်္ဂလိပ်ကနေမွေးစားထားတဲ့စကားလုံးတွေပေါ့နော်မွေးစားစကားလုံးတွေဆိုရင်တော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်မွေးစားစကားလုံးဆိုရင်မူလဘာသာစကားအတန်တိုင်းပဲထွက်မယ်ဒါကြောင့်ဒီမှာ video လို့ f တန်နဲ့မထွက်ဘဲနဲ့ video video clavier clavier နော်ဒီမှာဆိုလဲကျွန်တော်တို့က rules တစ်ခုပေါင်းထားတယ်မူလစကားလုံးမွေးစားစကားလုံးဆိုရင်မူလဘာသာစကားအတန်အတိုင်းပဲထွက်မယ် video နောက်တစ်ခုကဒီမှာဆိုရင်တရ a တရ o နှစ်ခုထွက်သွားမယ်အဲ့တော့တရနှစ်ခုကြာမှာ consonant မရှိတော့ပေါင်းဖတ်မယ် video အဲ့လိုမျိုးပဲဒီမှာလဲ e တရ a တရကြာမှာ consonant မရှိတော့နှစ်ခုပေါင်းဖတ်မယ် clavier clavier စသည်ဖြင့်အတန်ထွက်သွားမယ်နောက်တစ်ခုဒါကတော့ကျွန်တော်တို့ကလုံးဝထူးထူးခြားခြားတီးတက်ကိုမှတ်ထားရမယ်စကားလုံးလေးဘာလို့လဲဆိုတော့ဒီမှာဆိုရင် skate စီးတယ်ဆိုတဲ့စကားလုံးလေးဒီစလုံးပေါင်းတက်ပုံဆိုရင်တော့ s ခါ e နဲ့ရေးတယ်အဲ့တော့ကျွန်တော်အတန်ဖတ်မယ်ဆိုရင် e တန်ဆိုတော့ e ခါနဲ့ပေါင်းမယ် k s နဲ့ပေါင်းမယ် ski ဆိုပြီးတော့ထွက်သွားတယ်ဒါပေမဲ့သူကတော့ချွင်းချက်အနေနဲ့ရေးတာကတော့ s ခါ e နဲ့ရေးတယ်ဒါပေမဲ့ဖတ်တဲ့အတန်မှာ SC ဟာတန်နဲ့ဖတ်ပြီးမယ်အဲ့တော့ skate စီးတယ်ဆိုရင်ဂျမန်လို့ she ဆိုပြီးတော့ထွက်ပြီးမယ် she အဲ့တော့ skate စီးတယ်ဆိုရင် ski fahren လို့မသုံးဘဲနဲ့ she fahren လို့အတန်ထွက်ပြရမယ်နော် she fahren ဒါဆိုရင်ဒီလိုစကားလုံးလေးကတော့ကျွန်တော်တို့အလွတ်ကိုအတန်တွက်ဆိုင်ရဘယ်လိုပြောင်းလဲဆိုတာလေးကိုမှတ်ထားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအတန်တက် rules တွေကို
ပြန်ပြီးတော့လေ့လာထားပြီးမယ်နောက်ရက်မှာတခြားစကားလုံးတွေကိုအတန်ပြတ်ကြည့်ရအောင်နော် choose